ထိန်ထိန်လင်းနေတဲ့မီးလုံးဆိုင်ရှိမှခဏတာရက်ကြည့်နေတဲ့အဝတ်ဖြူနဲ့အမျိုးသမီးတယောက်ဟာဆိုင်ရှိကထွက်ပြီးတရွေ့ရွေ့နဲ့အမှောင်ထဲဝင်ရောက်ပျောက်ကွယ်သွားပါတယ်။ကားပေါ်မှာနှစ်ချိုက်စွာအိမ်မော်ကျနေတဲ့လူတယောက်ဟာသူဆင်းရမယ့်မှတ်တိုင်ကိုအတင်းလိုက်တိုးဆင်းလာရင်အဝတ်ဖြူနဲ့မိန်းမတယောက်ထိုင်နေတာကိုသတိထားမိလိုက်ပေမဲ့သူ့အိမ်သူ့လမ်းကိုဆက်လျှောက်သွားတဲ့အချိန်ထိုအမျိုးသမီးဟာနေရာမှာမတုံမလှုပ်ထိုင်နေပါတယ်။နောက်တစ်ညမှာတော့ခီးဆောင်အိတ်တစ်လုံးဘေးချထားတဲ့ထိုအမျိုးသမီးကိုပဲကားပေါ်မှာအလွဲလွဲချော်ချော်နဲ့ဆင်းလာတဲ့သူကထူးဆန်းစွာထပ်မြင်လိုက်ရတာကြောင့်ဒီလိုနေရာဒီလိုပတ်ဝန်းကျင်မှာဘာကြောင့်တယောက်တည်းလာထိုင်နေရတာလဲကြံဖန်စဉ်းစားပြီးလှည့်ထွက်သွားတဲ့ထိုမိန်းမရဲ့လက်ကခုံကိုပုတ်တန်ဟာထူးဆန်းနေပေမဲ့လှည့်မကြည့်ပဲပြန်လာခဲ့ပါတယ်။နောက်တရက်လဲသူကားပေါ်ကမဆင်းခင်ခုံတန်းပေါ်မှာထိုင်နေတာကိုမြင်နေရပြန်တဲ့အတွက်မနေနိုင်တော့တဲ့အစုံကားပေါ်ကဆင်းတဲ့အခါသွားရောက်နှုတ်ဆက်ပြီးဒီနေရာမှာဘာလုပ်နေရလဲလို့မေးလိုက်တော့ချက်ချင်းမဖြေသေးပဲစောင့်နေရပါလို့ပြန်ပြောပါတယ်။စောနာကထွက်သွားတဲ့ဘတ်ကားဟာဒီနေ့အတွက်နောက်ဆုံးအစီအပဲဖြစ်လို့တနေရာကိုသွားချင်နေရန်တူတဲ့အမျိုးသမီးဟာဒီအချိန်ဒီနေရာကတယောက်တည်းထိုင်နေဖို့မသင့်တော်တဲ့အပြင်တက္ကစီလဲလာလေးမရှိလို့ဖုန်းဆက်ပြီးတက်စီခေါ်ဖို့အကြံပေးတော့လဲဖုန်းကပျောက်သွားပြီလို့ဆိုပါတယ်။ဒါဆိုသူ့ဖုန်းနဲ့ခေါ်ပေးလို့ရတယ်ဆိုကဖုန်းကိုထုတ်ကြည့်တော့ဘယ်အချိန်ကဘလို့ကွဲနေမှမသိတဲ့ဖုန်းကိုအရေးမဆိုင်နိုင်ပဲအကူညီမဲ့နေတဲ့မိန်းမတယောက်အတွက်ဘယ်နံပါတ်ကိုခေါ်ရမလဲလို့မေးလိုက်ပါတယ်။ထူးဆန်းစွာမောကြည့်လာတဲ့မိန်းမကိုတမျိုးမထင်ဖို့နဲ့သူ့ကိုမယုံရင်ကိုယ်တိုင်ခေါ်ဖို့ဖုန်းထိုးပြီးတော့ငါ့ကိုမသိဘူးလားလို့မေးပါတယ်။ထိုစကားကြောင့်ကြောင်အပြီးကျွန်တော်တို့တွေ့ဘူးလို့လားလို့ပြန်ပြီးတော့ဝေဝါးစွာစဉ်းစားကန်းဖွင့်နေတဲ့အမျိုးသမီးကြောင့်သူ့မိကွန်းရိုင်းသွားတဲ့အထင်နဲ့တောင်းပန်ပြီးထွက်သွားတဲ့ထိုလူကိုလိုက်ကြည့်နေပါတယ်။မိုးရီတီးထန်စွာရွာနေတဲ့နောက်တရက်သူစင်းနေကြမှတ်တိုင်ရဲ့ခုံပေါ်မှာမိုးရွာကြီးတဲ့ထိုင်နေပြန်တဲ့အမျိုးသမီးဟာထီးအမြန်မိုးပင်ရင်ဒီမှာဘာထိုင်လုံနေရလဲမေးတော့ကျမကိုတိလာလို့မေးပြန်ပါတယ်။မနေ့ကလည်းစကားပြောဘူးသေးတာမို့သူတိတယ်လို့ဖြေတော့ထိုစကားကိုစဉ်းစားနေပုံရတဲ့အမျိုးသမီးဟာမိုးကပိုရွာလာပြီးမို့ထီးထက်ပေးရင်သူဒီနားမှာပဲနေတာဖြစ်လို့ပြေးသွားလိုက်မယ်လို့ဆိုပါတယ်။ကျမကိုတိလာလို့ထူးဆန်းတဲ့စကားတစ်ခွန်းသာပြန်ပြောတဲ့အမျိုးသမီးကမနေ့ကရောတနေ့ကရောဒီနေ့ပါထပ်တွေ့နေရပြီမို့မနှက်ပြန်ရောထပ်တွေ့ကြအောင်မလားဆိုတာနဲ့တကောင်ကြော်သွားရင်နေ့တနေ့ကုံဆုံးသွားတော့မှလို့ပြောနေရကြောင်းခေါင်းကစဉ်းစားမရပဲတန်အောင်လိုက်ပြီးတော့သူမအတွက်အချိန်မရှိတော့ဘူးလို့ဆိုပါတယ်။ဘာကိုဆိုလိုတာလဲနားမလဲလို့မေးခွန်းထုတ်တဲ့အခါသူမနည်းနည်းချမ်းနေပြီမို့အိမ်နီးတယ်လို့ပြောဘူးတယ်မလားလို့မေးပါတယ်။တွဲစရာရီးသားတော်ရှိပုံမရတဲ့ကြော်ကြီးလဲသူ့အိမ်ကိုအတူတူသွားမယ်လို့ပြောနေတဲ့ဒသိန်းမိန်းမတယောက်ကြောင့်အသက်ရှူမားနေတော့အမျိုးသမီးကပဲသူပြန်သွားနေကြလမ်းကိုခီးဆောင်အိတ်ကြီးဆွဲပြီးထထွက်သွားပြီးမို့ဂွင်မဲဆိုကထီးလိုက်မိုးပြီးအိမ်ကိုပြန်ခဲ့ကြပါတယ်။တိုက်ခန်းရှိလေကားကိုရောက်တော့ခီးဆောင်အိတ်ဝိုင်းတက်ပေးမယ်ဆိုတာတော့သူမဘာသာဆွဲတက်လာတဲ့အမျိုးသမီးဟာနောက်ဆုံးအနေနဲ့တက္ကစီခေါ်ပေးရမလားလို့မေးပေမဲ့အိမ်တကားဖွင့်ပေးပါလို့သာပြောနေရကြောင်းအခန်းကိုတက်ဖို့ဓာတ်လေကားထဲဝင်သွားလိုက်ပါတယ်။ရှစ်လွာကမှောင်မဲတိတ်ဆိတ်နေတဲ့ရှောက်လမ်းမှာခီးဆောင်အိတ်ဆွဲတန်ကြီးတဝုံဝုံကစကားမပြောဘဲရှောက်ဝင်လာတဲ့သူတို့နှစ်ယောက်ကိုအဖော်ပြုတ်နေသလိုထိုအမျိုးသမီးဟာနောက်ကျောကစိုက်ကြည့်ရင်လိုက်ပါလာပါတယ်။အခန်းတကာလောဖွင့်နေပုံကိုကြည့်ရင်အခန်းထဲဝင်သွားတဲ့လူကိုလည်းမီးဖွင့်မနေဖို့သတိပေးတာနဲ့စိတ်တွေလှုပ်ရှားလာတဲ့ကြော်ကြီးတယောက်အိမ်ထဲဝင်လာဖို့ဖိတ်ခေါ်လိုက်ပါတယ်။ခရီးဆောင်အိတ်ကြီးဆွဲထားတဲ့ထိုအမျိုးသမီးဝင်လာချိန်မှာအိမ်ရဲ့စံသာမီးကလဲမလာပဲတကားကလည်းသူ့လိုကျဲလောင်တဲ့အတန်ကြီးနဲ့ပိတ်သွားမှာတော့တယ်။ယူချင်းတက္ကသိုလ်ဆေးရုံအတွင်းအသက်ရှူတန်ခက်ပြင်းပြင်းတဲ့လူတယောက်ရှောက်ဝင်လာပြီးတာဝန်ရှိသူမအပမဝင်ရဆိုတဲ့အခန်းရှိမှာရက်လိုက်ပါတယ်။ထိုဆေးရုံမှာအလုပ်လုပ်နေကြတဲ့သူနာပြုတွေကသူတို့ရဲ့စီနီယာသူနာပြုကြီးဟာခဏနားကျင်ယူပြီးခောက်ဆွဲပြုတ်စားရန်အဖော်ခေါ်နေကြပါတယ်။မွန်တီတာကိုစောင့်ကြည့်ဖို့လိုနေသေးတာကြောင့်ညင်းနေတဲ့စီနီယာတို့အဖွဲ့ဟာရောင်းကြည့်ဆိုတဲ့မိန်းကလေးကသူမစားပြီးပြီမို့သွားစားနေတဲ့အချိန်စောင့်နေပြီးမယ်လို့ဆိုပါတယ်။သူတို့စားပြီးတာနဲ့ပြန်လာမှမို့အရေးပေါ်လာရင်အကြောင်းကြားရမှပြီးထွက်သွားချိန်မွန်တီတာကိုထိုင်ကြည့်နေတဲ့ရောင်းကြည့်တယောက်ဘယ်အချိန်ကရောက်နေမှမသိပဲတောင်တောင်အီကြည့်နေတဲ့လူတယောက်ကိုအခန်းထဲဘလို့ရောက်လာလဲလို့နားမလည်နိုင်ဖြစ်နေပါတယ်။ပြင်ပလူတွေကိုတားမြစ်ထားလို့ဘာကိစ္စနဲ့လာတာလဲမေးနေတဲ့ရောင်းကြီးကိုထူးဆန်းစွာပြန်ကြည့်နေတဲ့အတွက်သူမပြောတာမကြားရလို့လားလို့ထပ်ပြီးတော့ရေခဲတိုက်ဘယ်မှာလဲလို့ပြန်မေးပါတယ်။ဒီအချိန်မော်နီတာမှာလူနာတယောက်အသေးအံဖြစ်နေလို့အခန်းထဲကိုလှမ်းអော်ပြီးအရေးပေါ်သွားရောက်ကုသပေးပါတယ်။လေရှူပိုက်ပြုတ်သွားတဲ့လူနာကိုအမြန်ဆုံးပြန်လဲတက်ဆင်ပြီးတော့မှပုံမှန်ပြန်ဖြစ်သွားပြီးမို့အခြားသူနာပြုတွေကပိုက်လဲတဲ့အချိန်မှာတေချာမတက်မိလိုက်တဲ့အတွက်တောင်းပန်နေပါတယ်။အခြေအနေပြန်တည်ငြိမ်သွားတဲ့အခါမှာရောင်းကြီးလဲသူမတွေးလိုက်တဲ့လူကိုတတိယပြီးလိုက်ကြည့်ပေမဲ့အခန်းထဲမှာတယောက်မှရှိမနေတော့ပါဘူး။ဆောင်ချုံလျက်သားအပြင်အပူပေးသက်တဆုံပေးတာလျက်နဲ့အေးလိုက်တာဆိုတဲ့လူတယောက်ဟာအပြင်ကဟောင်နေတဲ့ခွေးတွေကိုလှမ်းအော်ဆဲပြီးကတင်ပေါ်ပြန်တက်ခါနောက်တခါငါးမျက်စိရှိပေါ်ရဲပေါ်လာကြည့်လို့ကျိန်ဝါနေပါတယ်။မီးလုံးတွေအပြည့်စင်ထားတဲ့ဆိုင်အတွင်းမှာမီးသီးတစ်လုံးကိုပြုတ်ပြင်တန့်ရှင်းရေးလုံးနေစဉ်လူတယောက်ဝင်လာတဲ့အတွက်ဘာကိစ္စရောက်လာလဲလို့မေးပါတယ်။ဈေးလာဝယ်သူကလည်းမီးလုံးဆိုင်မှာမီးသီးလာဝယ်တာပေါ်လို့ဖြစ်ရင်20ဝက် LED နှလုံးပေးဖို့မှကဒီလိုမီးသီးမီးလုံးအများကြီးကဒီဘက်ခေတ်မှာတိတ်မသုံးကြတော့ဘူးမဟုတ်လားလို့မေးခွန်းထုတ်နေပါတယ်။
ခေအောင်အင်ကြီးတွေအတွက်များလားဆိုတဲ့ဈေးဝယ်သူရဲ့ယူဆချက်ကိုအဲ့သဘောပဲလို့ခက်ပြက်ပြက်ပြန်ဖြေကလိုချင်တဲ့ပစ္စည်းကိုရောင်းပေးလိုက်ပြီးပစ္စည်းစင်းထဲမှာရေးမှတ်လိုက်ပါတယ်ခဏကြာဆိုင်ထဲထပ်ဝင်လာသူကဆေးရုံမှာရေခဲတိုက်ပံမှာလဲလို့ရောင်းကြည့်ကိုမေးခဲ့သူဖြစ်ပြီးမီးလုံးတွေကြားထဲလိုက်လံရှာဖွေနေရကြောင်းဘာအတွက်ရောက်လာလဲလို့မေးလိုက်ပါတယ်ဆိုင်ပေါ်တက်လေကားကိုမော့ကြည့်နေတဲ့အတွက်တခုခုလိုချင်တာရှိလို့လားလို့မေးတော့မကြည့်သလိုစိုက်ကြည့်ရင်တခွန်းမှမပြောပဲပြန်ထွက်သွားပါတယ်ဤကွာမိန်းကလေးထက်တန်းကြောင်းရှိမှကျောင်းသူတယောက်ဟာခေါင်းကိုင်းစိုက်ချပြီးနေရာတစ်ခုထဲမှာအချိန်ကြာမြင့်စွာရှောင်းနေကနေတစ်ဖက်ကိုထွက်သွားပါတယ်မီးအိမ်ဆိုင်အတွင်းနောက်ထပ်ရောက်လာတဲ့ဝယ်သူမိန်းကလေးတယောက်ကမင်္ဂလာပါလို့နှုတ်ဆက်နေပေမဲ့ဘာအတွက်ရောက်လာတာလဲဆိုတဲ့ဆိုင်ရှင်ကြောင့်ခဏလောက်ဆုံးအပြီးမီးကြောင်းလာဝယ်တာလို့ဆိုပါတယ်ဒါကြောင့်ဘလို့အရာကိုလိုချင်လဲမေးကဝယ်သူမိန်းကလေးလိုချင်တဲ့အဖြူရောင်မီးကြောင်းကိုရှာဖွေရောင်းပေးလိုက်တော့နေကင်းဘတ်ဒီရှိကဖြတ်သွားတော့ကသတိမထားမိပဲညဘက်ဒီလိုလင်းထိန်နေတော့မှတေချာမြင်ရတယ်လို့ပြောပြနေပါတယ်ဆိုင်ရှင်ကတော့အမြဲတမ်းဖွင့်နေရလားဆိုတဲ့ဈေးဝယ်အားအဲ့လိုပြောလို့ရကြောင်းခက်တူတူဖြစ်ရင်ငွေပြန်အားလိုက်တာကြောင့်ထွက်သွားပါတယ်ညကြောင်တက်နေရတဲ့ဝမ်းကျူဆိုတဲ့ကျောင်းသူတယောက်ဟာအပြင်မှာတယောက်တည်းရက်ကြည့်နေတဲ့ကျောင်းသူတယောက်ကိုလက်ပြနှုတ်ဆက်လိုက်ပါတယ်ခဏကြာအတန်းဘော်ရီနဲ့ဆရာမပါအခန်းထဲဝင်လာပြီးမို့ဒီညအတန်းချိန်ကိုပြက်ကွက်သူရှိမရှိရိုကောခေါ်ယူစစ်ဆေးနေပါတယ်မီးအိမ်ဆိုင်ရဲ့ပိုင်ရှင်ဝမ်းညောင်းတယောက်ကော်ဖီဖြော်ပြီးထိုင်နေစဉ်ဆိုင်ထဲပြပြသလဲဝင်လာသူဟာဘာအတွက်ရောက်လာလဲမေးပေမဲ့ပြန်မဖြေအားပဲအတော်လေးလင်းထိန်နေရပဲလို့ရေရွတ်နေတဲ့အတွက်ရှာကျင်တာရှိလားလို့မေးလိုက်ပါတယ်သူ့အိမ်ကမတော်မတရားအေးနေပြီးဆောင်းလက်ယုံနဲ့အသက်ရှူငွေပါမြင်နေရတဲ့အထီးလို့ပြောရင်ချိတ်ဆွဲထားတဲ့မီးလုံးကိုထူးဆန်းလိုက်တာဆိုကရှေ့တိုးလာတဲ့ထိုးလူကြောင့်ဆိုင်ရှင်ရဲ့မျက်မှန်မှာအေးခဲလာပါတယ်သူ့မီးလုံးကိုပါကင်မိုးပြင်နေတဲ့အတွက်လက်နဲ့မထိဖို့တတိပြီးတော့ကင်ကြီးယုံနဲ့ကွဲသွားမှာမဟုတ်တာကိုဆိုင်ဖွင့်သားနေတာဘလို့ကြီးလဲလို့မေးကဒီလောက်စုံညံနေတဲ့ခွေးအောင်တန်ကိုမကြားဘူးလားလို့တောင်စင်ရင်မရပြောရင်ထွက်သွားပါတယ်ထိုးလူမကင်သွားပေမဲ့အေးခဲသွားတဲ့မီးလုံးကိုထားစစ်ဆေးနေစဉ်အပြင်မှာမိုးရီရွာချလာပါတယ်ကျောင်းမှာငိုက်နေကြတဲ့ကျောင်းသူတွေဟာမိုးချိတ်တန်အကျယ်ကြီးကြောင့်လှုပ်လှုပ်ရှားရှားဖြစ်သွားပြီးဝမ်းကျူရဲ့တငယ်ချင်းတယောက်ကသူ့ဝက်ဒီအတိုင်းကြောက်စရာကောင်းတဲ့ဇက်လန်တစ်ပုတ်ကိုအစပြိုးကသူတို့ကျောင်းမှာဘသူမှမသိတဲ့ကျောင်းသူတယောက်ရှိနေကြောင်းနဲ့အတန်းတိုင်းမှာခုံလွတ်တလုံးအမြဲလို့ရှိနေတာကထိုကျောင်းသူအတွက်မို့သူထိုင်နေလိမ့်မယ်လို့ဆိုပါတယ်ကျောင်းရဲ့အဖွဲလိုက်တပ်ပုံအယ်ဘန်ဒီမှာမျက်မှန်တက်မိပေမဲ့တခါမှမမြင်ဘူးတဲ့ကျောင်းသူတယောက်ရှိဘူးကြောင်းသူ့ဘာသာစက်သိန်းထားစရာတွေပြောရင်ထိတ်လန့်နေရမို့အခြားတငယ်ချင်းတွေကကျောင်းစင်းရင်မုတ်သွားစားမယ်လို့စကားလွှဲပေမဲ့ဝမ်းကျူကတော့သူ့အမေခိုင်းထားတာရှိတယ်လို့ဆိုပါတယ်ကော်ဖီနောက်တစ်ခွက်ဖြော်နေတဲ့ဝမ်ညောင်းရဲ့ဆိုင်တွင်ဒေါက်ဖနက်နီရောင်နဲ့ရေတွေဆူရွှဲနေတဲ့အမျိုးသမီးတယောက်ဝင်လာပါတယ်ထုံးစံတိုင်းဘာအတွက်ရောက်လာလဲမီတော့တောင်တောင်အီရှောက်ကြည့်ရင်ရှေးကလူကိုင်မလို့လှုပ်သွားတဲ့မီးလုံးထန်လက်လန်းနေပြန်တာမို့ဘာကိုမှမထိရန်တတိပေးလိုက်ပါတယ်လိုက်နာလိုခြင်းမရှိပဲသူ့ကိုပြန်လဲစိုက်ကြည့်နေတဲ့ထိုအမျိုးသမီးဟာမျက်မှန်ချိုးဖို့ပြင်တဲ့အခါမှာလေးကန်နဲ့ခြေလန်းတွေနဲ့ပြန်ထွက်သွားပါတယ်ကျောင်းဆင်းလာပြီဖြစ်တဲ့ဝမ်းကျူတို့အဖွဲ့ဟာမိုးရွာတဲ့ရှောက်ဆော့နေပြီးပုံမှန်စိတ်တစားတွေပြောလေးရှိတဲ့ဘိုးဘဲကဒီလမ်းရဲ့ဇက်လန်းကြောင်တိလာလို့စလာပြန်ပါတယ်အတော်လေးမောင်နေတဲ့လမ်းကိုထိတ်လန့်စွာကြည့်နေတာမို့မိခင်ခိုင်းထားတဲ့နေရာသွားရမယ့်ဝမ်းကျူကသူမဒီလမ်းကသွားရမှာလို့တတိပေးပေမဲ့ဒီနေရာမှာညဆိုရင်တယောက်ယောက်သွားလာနေပြီးထူးဆန်းတဲ့သချင်းတွေစုံနေလေးရှိကြောင်းနဲ့အဲ့ဒီလမ်းကြားရဲ့အဆုံးမှာလင်းနေတဲ့နေရာတစ်ခုရှိတယ်လို့ဆိုပါတယ်ဘိုးဘက်ကတော့သူမတစ်ခေါက်မြင်ဘူးတယ်လို့ဆိုရင်ဟိုဖြူဖြူကြီးကဘာလဲလို့ဆိုကစားနောက်ထွက်ပြေးသွားကြပြီမို့ဝမ်းကျူလည်းတငယ်ချင်းတွေကိုလှမ်းအောင်နှုတ်ဆက်ကမှောင်မဲပြီးခြောက်ချစရာကောင်းတဲ့လမ်းနဲ့အားတင်းကစလန်းလိုက်ပါတယ်ဖုန်းမီကိုဖွင့်ရင်ထီးပေါ်တပေါက်ပေါက်ကျနေတဲ့မိုးတန်ကလွဲလို့တိတ်ဆိတ်လုံးနေတဲ့လမ်းကိုရှေ့နောက်စစ်ဆေးကနောက်ကခြေတံတစ်ခုနဲ့အတူဝေဝါးလေးကန်စွာရှောက်လာတဲ့ပုံရိပ်ကြောင့်နောက်လက်မကြည့်ပဲထွက်ပြေးလာရင်ဝမ်ညောင်းရဲ့ဆိုင်ထဲဝင်လာပါတယ်ငကိုကရင်းနှီးနေပုံရတဲ့ဝမ်ညောင်းကလည်းညအမောင်ကြီးတဲ့ပြေးလာရင်ချော်လဲလိမ့်မယ်လို့စိုးရိမ်စွာတတိပြီးကအမေခိုင်းလို့ရောက်လာလားလို့မေးပါတယ်မီးလုံးလာဝယ်တာပါဆိုတဲ့ဝမ်းကျူဟာတစ်တာနဲ့ကြာကြာနာနာထည့်ထားတဲ့တကြားလုံးတွေကဘာစားမလဲလို့မေးတော့ထောပတ်ရတာနဲ့သူမမိခင်ငယ်စဉ်ကတည်းကစားတဲ့အဝါရောင်လေးပေးပါလို့တောင်းဆိုပါတယ်သူမခလေးမဟုတ်ပဲဘာလို့တကြားလုံးခွန်ခွာပေးနေရလဲဆိုတဲ့ဝမ်းကျူဟာသူ့ဘက်ကကြည့်ရင်ခလေးတယောက်ပဲလို့ဆိုရင်လေပင်ကဆွဲကြိုးကိုကြည့်ရရင်တကယ်ခလေးပဲလို့ပြောတော့နိုင်ငံခြားရောက်နေတဲ့သူမဖခင်ကအစွန်းရအောင်ချစ်လွန်းလို့ငယ်စဉ်ကတည်းကဝယ်ပေးထားတဲ့ဆွဲကြိုးလို့ဖြေပါတယ်ဦးလေးကြီးတက်ကဘလောက်ရှိပြီလဲဆိုတာနဲ့ဘာလို့ဆိုင်ထဲမှာနေကမျက်မှန်ကြီးဝတ်ထားရတာလဲဆိုတဲ့ဝမ်းကျူရဲ့မိကုန်းတွေကိုသူ့တက်ကကြီးတဲ့သလောက်ကြီးနေပြီဖြစ်ပြီးဆိုင်ထဲမှာမျက်စိစူးလို့မျက်မှန်တက်ထားရကြောင်းဖြေတော့တအားလင်းထိန်လုံးနေလို့နည်းနည်းလျှော့ဖို့ပြောပါတယ်ဆိုင်နာမည်ကမီးလာဆင်ပစ္စည်းရောင်းတဲ့မီးအိမ်ဆိုင်မို့အဲ့လိုလုပ်လို့မဖြစ်ကြောင်းဖြေတော့ကော်ဖီအလွန်တောင်းနေရန်ရှိတဲ့ဝမ်ညောင်းကိုမေကွန်းထုတ်နေပြန်တဲ့အတွက်နေထွက်တဲ့အထိဝယ်သူတယောက်ပဲလာရင်တော့စောင်းဖွင့်ရတာမို့ကော်ဖီတောက်ရတာဖြစ်ကြောင်းစိတ်ချစွာရှင်းပြပါတယ်ဝမ်ကျူဟာဒီလောက်မောင်မဲနေတဲ့လမ်းကြားမှာဝမ်ညောင်းရဲ့ဆိုင်ရှိနေလို့သာသူမလာရဲတာဖြစ်ပြီးကြောက်စရာကောင်းတယ်လို့ညီးတွားရင်လမ်းထဲမှာတရေရှိတာသူမမြင်ခဲ့ရတယ်ဆိုတာကြောင့်ဝမ်ညောင်းအံ့ဩသွားပါတယ်တကယ်လားလို့အတီပေါက်ကြီးမင်းနေရကြောင်းမှောင်နေတဲ့ကြားကလှမ်းမြင်လိုက်ရတာမို့မသေးကြကြောင်းပြန်လဲရှင်းပြတဲ့အခါအမေနဲ့ပဲအတူနေတာလားလို့မေးရင်ခဏကြာငြိမ်သက်နေပြီးမှဝမ်ကျူဟာအခြားလူတွေမမြင်ရတဲ့အရာတွေကိုမြင်နိုင်သွမ်းအောင်ရှိနေမလားမသိဘူးဆိုတာကြောင့်နားမလည်နိုင်ဖြစ်နေပါတယ်သူလည်းအဲ့လိုလူထူးလူသန်းတွေကိုမြင်တွေ့နေရသူဖြစ်ပြီးဆိုင်ပွင့်တာကြာလာတာနဲ့အမျှဆိုင်ကိုလာတဲ့ဝယ်သူတွေကို
စောင့်ကြည့်လေ့လာဖို့လေ့ကျင့်ခဲ့တာမို့ညရောက်တာနဲ့လူမျိုးစုံရောက်လာတတ်ကြပါတယ်ထိုထဲမှာအများစုကလိုအပ်ချက်တိုင်းပစ္စည်းဝယ်ယူမဲ့လူတွေဆိုပေမဲ့တခါတလေထူးဆန်းတဲ့လူတွေလည်းရောက်လာတတ်ပြီးသူတို့ဟာလူတွေနဲ့ရောနှောနေထိုင်တတ်သူတွေပဲမို့ရှုပ်ထွေးလွန်းတဲ့အတွက်သူကိုယ်တိုင်တော်တေချာအာယုံစိုက်ကြည့်မှသတိထားမိတာလို့ဆိုပါတယ်တာမန်ထက်အရက်ပိုရှင်နေတာမျိုးတွေတယောက်တည်းအေးခတ်နေတတ်တာတွေခန္ဓာကိုယ်ထဲကရေတွေကျနေတာမျိုးနဲ့တယောက်တစ်မျိုးစီမတိမတာထူးခြားနေတာကိုပြန်စဉ်းစားမိပြီးအသေးစိတ်သတိထားကြည့်မှသိနိုင်တာမျိုးမို့လူထူးလူသန်းတွေကိုသတိထားဖို့မှာပါတယ်အကယ်၍တွေးခဲ့ရင်ဘာလို့ရမလဲဆိုတော့မမြင်ကြအောင်ဆောင်နေဖို့နဲ့မြင်ပြီးသွားပြီဆိုရင်လည်းသူတို့ရဲ့ထူးခြားချက်ကိုလုံးဝမရိပ်မိကြအောင်ဆောင်မှုမှာနေတဲ့ဝမ်ညောင်းရဲ့မှန်တဲ့ကပုံရိပ်ဟာအတော်လေးအိုစာနေပြီဖြစ်ပါတယ်အဲ့ဒီနောက်အိမ်ပြန်ဖို့နောက်ကျနေပြီမို့အမြန်ပြန်ဖို့နဲ့သူပြောတဲ့ကြောက်စရာအရာတွေကြောင့်ထိတ်လန့်နေပြီလားလို့မေးတော့စိတ်ဝင်စားစရာကောင်းတဲ့ဆိုတဲ့ဝမ်ကျူကညနဲ့လဲသူမမှာဖုန်းမိအောင်ပါတယ်လို့ပြောနေတဲ့အတွက်အန်ဆွဲတဲ့ကလက်လက်အာသွင်ဓာတ်မီတစ်လက်ကိုလက်ဆောင်ထုတ်ပြီးကအမေးစီရအောင်ပြန်မှုမှာလိုက်ပါတယ်ပေါ့ပါတော့အပြင်ထွက်သွားတဲ့ဟွန်းကျူကိုကြည့်ရင်သူပြောသမျှနားထောင်ပြီးညင်ညာစွာခောက်ချိုးခဲ့တဲ့တကြားလုံးခွန်လေးတွေကိုရခင်ရှိနေတဲ့ဘူးတစ်ခုအတွင်းတေချာထည့်သိမ်းလိုက်ပါတယ်တစ်ဖက်မှာဘဲကမှမသိတဲ့မိန်းမတစ်ယောက်ကိုအိမ်ထဲခေါ်လာမိတဲ့ကြော်ကြီးတစ်ယောက်ကတော့မိုးရိတ်ဆိုနေတဲ့အမျိုးသမီးတို့ကတပတ်ယူပြီးတော့သူ့ကိုမျက်တောင်မခတ်ဆိုင်ကြည့်ရင်ရေတုံးနေတဲ့ထိုမိန်းမရဲ့ထူးခြားချက်ကိုသတိထားမိလိုက်တဲ့အပြင်ပြန်ကမ်းပေးလာတဲ့တပတ်ကိုယူလိုက်ချိန်မှာထိတ်လန့်စရာတစ်ခုကိုမြင်လိုက်ရပါတယ်တပတ်ကိုတုံတုံရင်ပြန်ချိတ်နေရင်သူမြင်လိုက်ရတဲ့အမျိုးသမီးရဲ့လက်တွေကလက်သက်ခွန်တွေပြောင်းပြန်ဖြစ်နေတာထင်ရှားလို့နေပြီးထိုင်ကုန်ကိုခောက်နေတော့ကဘာကြောင့်ထိုးတန်ထွက်နေလဲဆိုတာကိုအခုမှရိပ်မိသွားပါတယ်အပြင်ပြန်ထွက်လာတော့ခီးဆောင်အိတ်ကိုပြစ်ချပြီးသူ့ကိုစိုက်ကြည့်ကစိန်ပြေနှပြေထိုင်ဖွင့်နေတဲ့ထိုမိန်းမရဲ့အိတ်အတွင်းမှာလက်နက်မျိုးစုံကိုတွေးလိုက်ရပြီးနောက်ကက်ကြီးတစ်လက်နဲ့အတူမတ်တက်ရက်လာပါတယ်အဖိုးကြီးဝမ်ညောင်းဟာအားနဲစွာလင်းလိုက်မိန်လိုက်ဖြစ်နေတဲ့မီးလုံးကိုထိုင်ကြည့်နေပြီးထိုအချိန်ဝမ်ကျူကသူမရဲ့တိုက်ခန်းရှိရာကိုပြန်ရောက်လာပါတယ်အခန်းရှိရာထံလျှောက်လာတဲ့တစ်ဖက်ခန်းကမိုးရိပ်ဆိုနေတဲ့မိန်းမတစ်ယောက်ဟာခရီးဆောင်အိတ်တစ်လုံးကိုမနိုင်မနှင်းဆွဲထုတ်ပြီးတက်တက်လျှောက်လာတဲ့အတွက်မျက်နှာချင်းဆိုင်ကားမှုမင်္ဂလာပါလို့နှုတ်ဆက်လိုက်တော့ဝမ်ကျူရဲ့ပြန်ရောက်ပါပြီဆိုတဲ့စကားကိုစောင့်နှားထောင်နေတဲ့ထိုမိန်းမရဲ့ခရီးဆောင်အိတ်အတွင်းမှာသွေးတွေတဆက်ဆက်ကျနေပါတယ်ငါးမဲ့အိမ်အတွက်အိမ်ပွဲသားနောက်လိုက်လာတဲ့စောနယ်ဆိုတဲ့မိန်းကလေးတယောက်ဟာဘဲကားဘလို့ကန့်လန့်ကြီးရှင်တန်နေမှမသိတဲ့မီးလုံးကိုစိတ်ပြတ်စွာကြည့်နေတာမို့ပွဲသားကလဲလိုက်ရင်ရပြီလို့တတိပေးကတအိမ်လုံးကကြက်တီအလွန်ရှိဂုံဆောင်တယ်လို့ရှာရိုးမရှိလျှောက်ပြောနေပါတယ်။ပြတင်းပေါက်ကတန်ပန်းတွေကိုမေးခွန်းထုတ်တော့မြင်ကြီးတက်ကလမ်းမနဲ့နီးနေလို့အန်ရကင်းအောင်တက်ပေးထားတာဖြစ်ပြီးအိမ်ရဲ့တကားတော့အတွက်ကိုတော့စာချုပ်ချုပ်ပြီးတာနဲ့အိမ်ငါးကတော့အစ်စ်ပြောင်းတက်ရမယ်လို့အသိပေးပါတယ်။ဒီအိမ်ကိုသဘောမတွေ့ရင်လဲစောနာကလိုက်ပြတဲ့တိုက်ခန်းကိုရွေးချယ်ဖို့ပြောတော့အိမ်နီးနားချင်းနေနဲ့စူညံနာကိုမကြိုက်သူဖြစ်လို့ဒီအိမ်ကရောပတ်ဝန်းကျင်ကတိတ်ဆိတ်ရက်လာမိတဲ့အခါဘေးအိမ်အားလုံးအလွတ်တွေအပြင်ဖြတ်သွားဖြတ်လာတော့တိတ်မရှိတဲ့ရက်ကွက်မှုစောနဲ့မှန်းထားတဲ့ဈေးနဲ့လဲကိုက်ညီတဲ့အတွက်ဒါပဲငှားလိုက်လို့တွန်းအားပေးပါတယ်လောကျနေတဲ့အခန်းတစ်ခုကြောင်းမေးကြည့်တော့စောက်လို့မပြီးသေးတဲ့အတွက်သုံးမရတဲ့အခန်းဆိုတဲ့တတ်မှတ်ချက်ကြောင့်စီယံတက်တာနဲ့ငှားခွင့်ရတဲ့ဆိုတဲ့ပွဲစားအားဘလို့ပဲဈေးပေါ်နေပါစေဒီလိုကြီးကြတစ်မျိုးပဲလို့ပြောတော့မကြိုက်ရင်စောနာကတိုက်ခန်းပဲငှားလိုက်လို့ကင်ပေါက်ပြန်ပါတယ်မှန်းထားတဲ့ဈေးနဲ့ဆိုအိမ်နဲ့တူတာဒါပဲရမယ်ဆိုတဲ့ပွဲစားကသူမကိုအတော်ကြီးလို့ခေါ်နေရကြောင်းဒေါသထွက်သွားပြီးမဲ့သူမတတ်နိုင်တဲ့ဈေးနဲ့ချိန်ဆပြီးငှားရမ်းလိုက်ပါတယ်ပါလာတဲ့စာအုပ်တွေနေရာချတန့်ရှင်းရေးတွေလုပ်ပြီးကြက်တည်ရှိတဲ့ခိုနားရအိမ်လေးအဖြစ်ပြင်ဆင်ကမှန်တစ်ချက်ကိုခက်ခက်ခဲခဲတက်ထားလိုက်ပါတယ်မှန်ထဲကနေအိတ်ခန်းကိုရောတစ်ဖက်ခန်းကိုပါလှမ်းမြင်ရတဲ့အတွက်မှန်ဘေးကလောကျနေတဲ့အခန်းကိုလည်းလိုက်ကတစ်ခုနဲ့ဖုံးအုပ်ထားလိုက်ပါတယ်ဒီလိုနဲ့ညရောက်လာတော့ကိုလက်တန်းစင်မီးပိတ်ပြီးစောနဲ့တယောက်အခန်းထဲဝင်သွားချိန်ထိုလန်းထဲကိုတချင်းတဲအေးအေးနဲ့ပတ်ဝန်းကျင်ကိုတတိထားပြီးရှောက်ဝင်လာတဲ့ចောင်းသားတယောက်ဟာသူ့နောက်ကဘာအကြောင်းနဲ့ထွက်လာတဲ့အတန်မှမသိတဲ့အရာကြောင့်ခြေလမ်းတွေကိုအရှိန်တင်လိုက်သလိုပါဇက်ကလည်းတချင်းဆိုတန်ကိုမြင်လိုက်ပါတယ်ရှေ့နာအရောက်နောက်ကိုတစ်ချက်လှည့်ကြည့်ရင်ခြေလမ်းကိုရောတချင်းတန်ကိုပါတိုးမြင့်လိုက်တဲ့ចောင်းသားကြောင့်ဝိထုတစ်ပုတ်ကိုအစပြိုးနေအောင်ရှိသေးတဲ့စောနယ်လည်းတိတ်ဆိတ်နေတဲ့ရက်ကွက်ပါဆိုပြီးဂျင်းထဲသွားတဲ့ပွဲသားကိုချိန်သေးလိုက်ပါတယ်ကြောက်လန့်တကြားမှောင်မဲနေတဲ့လမ်းကြားကိုကြော်ဖြတ်လာတဲ့ចောင်းသားဟာဝမ်ညောင်းရဲ့ဆိုင်ရှိရောက်တော့ဆိုင်ထဲကိုတစ်ချက်ကြည့်ပြီးဆက်လျှောက်သွားပါတယ်။စာမျက်နှာတစ်ခုမရေးရသေးခင်အိပ်ပျော်သွားပြီဖြစ်တဲ့စောနယ်နောက်မှာအရေးကြီးတစ်ခုပေါ်လာပြီးအိမ်တစ်ခုလုံးအမောင်ကျသွားသလိုတကားအပြင်ကအရေးတစ်ခုထွက်သွားတဲ့နောက်စောနယ်ရဲ့မီးသီးတွေလည်းပြက်ကုန်ပါတယ်။နောက်တညဒီလမ်းဒီနေရာကိုမိုးရွာကြီးတဲ့ဖျက်ရမှာမို့စိတ်ပိစည်းနေတဲ့ចောင်းသားရောက်လာပြန်ပါတယ်။စာအုပ်ထိုင်ဖက်နေတဲ့စောနယ်တယောက်အိမ်ရဲ့မီးလုံးပြက်သွားလို့ခလုတ်တွေအဖွင့်ပိတ်ထဆန်းကြည့်လိုက်ပေမဲ့မထူးဆန်းတာမို့စာပြန်ဖတ်နေစဉ်သူမခေါင်းပေါ်ကမီးကပါကျွန်း
သွားပါတယ်။ ဘရိကာတွေကြောင့်များလားလို့အတင်ချလောက်ကြည့်ပေမဲ့ပြန်ကောင်းမလာတဲ့အတွက်အိမ်ကဟောင်းလုံးနေရာကြောင့်ဖြစ်မယ်လို့ယူဆကအခန်းထဲဝင်သွားတော့နောက်မှအရေးတစ်ခုပေါ်လာပါတယ်။ယူချင်းတက္ကသိုလ်ဆေးရုံမှာတော့လူနာတယောက်ကိုဆရာဝန်ကတေချာစစ်ဆေးပြီးလုံနိုင်သမျှလုပ်ပေးပြီးဖြစ်လို့ခဏဆောင်ကြည့်ဖို့မှနေစဉ်တစ်ဖက်ကတည်းကသွေးယူသွေးတန်းထားအောင်နေတဲ့လူနာကြောင့်ရောင်းကြည့်လို့စီနီယာကအဲ့ဒါအရက်ဆွဲနေတဲ့လူဖြစ်ပြီးအထူးကျန်းမာဆောင်မှာဂရင်မရှိတော့လို့ရောက်လာကြောင်းရှင်းပြပါတယ်။အခြားလူနာတွေအတွက်အနှောက်အယှက်ဖြစ်လာနိုင်တာမို့အဖျားပြန်ကြရင်အခန်းရွှေ့ပေးလိုက်ဖို့နဲ့သူနာပြုတ်ရင်ဟာနဲနေတဲ့ကိစ္စအတွက်အမြန်ဆုံးဖြည့်ရှင်းပေးမယ်လို့မှာနေတဲ့ဆရာဝန်ဟာအပြင်မှာစောင့်နေတဲ့လူနာရှင်တွေနဲ့စကားပြောရအောင်မယ်ဆိုတဲ့အတွက်ထွက်သွားပါတယ်။တိတ်ဆိတ်စွာထိုင်ဆုပ်တောင်းနေတဲ့လူနာရှင်တွေဟာသူတို့အကောင်းဆုံးကြိုးစားခဲ့ပေမဲ့လူနာရဲ့အသက်ရှင်လိုတဲ့ဆန္ဒနဲ့သက်ဆိုင်တဲ့ဆိုတဲ့စကားကြောင့်ရှုံးပွဲချငုံနေတဲ့လူနာကိုရောင်းကြည့်တယောက်စိတ်မကောင်းစွာမျက်နှာလွှဲနေပါတယ်။အိမ်အစ်စ်မှာခေါင်းလျှော့ပြီးဒရိုင်ယာသုံးနေတဲ့စောနယ်တယောက်သူမကိုတယောက်ကစောင့်ကြည့်နေတဲ့အထင်နဲ့မကြာခဏအခန်းပြင်ကိုတတိထားကြည့်လိုက်ပေမဲ့ဘာမှမထူးဆန်းတာကြောင့်ပုံမှန်ပြန်နေလိုက်ပါတယ်။တချင်းကြီးနေရင်ပတ်ဝန်းကျင်ကိုမျက်စိကစားရင်လမ်းကြားထဲရောက်လာပြန်တဲ့ကျောင်းသားဟာသူ့ရှေ့မှာဓာတ်မီလို့အရာတစ်ခုကိုကင်ပြီးလှည့်ပြေးသွားတဲ့လူတယောက်ကြောင့်ကြောင်းအားနေပါတယ်။မိုးတန်တဖွဲဖွဲနဲ့စာရေးနေတဲ့စောနယ်တယောက်အပြင်ကနေမင်းအတွက်စာလေးရေးခဲ့ပါမယ်လို့တချင်းကြီးနေတဲ့ကြောင့်လပ်တော့ကိုစိတ်ပြတ်စွာပိတ်လိုက်ပြီးထပ်လှုပ်လာပြန်ပြီလို့ရေရုပ်ခထိုင်နေတော့မီးလုံးကထပ်ကျွန်းသွားပြန်ပါတယ်။သို့ပေမဲ့စောက်လို့မပြီးသေးပါဘူးဆိုပြီးတောပိတ်ထားတဲ့အခန်းထဲကအလင်းရောင်တွေထွက်နေရကြောင်းဖြည်းဖြည်းချင်းအနာတိုးကတ်ခါသူမကာထားတဲ့လိုက်ကသားကိုဖယ်ပြီးတကားကိုလှည့်ဖွင့်ကြည့်လိုက်ပါတယ်။စိတ်ပင်ပန်းမှုကြောင့်တန်းတင်ခန်းထဲဝင်လာတဲ့ရောင်းကြီးဟာဆေးရုံကဘာလို့ပေးနိုင်လို့လဲဆိုပြီးအော်ငိုနေတဲ့လူနာရှင်ရဲ့စကားတွေကိုပြန်ကြားလာတဲ့အတွက်တွိုင်းလက်ထဲဝင်ငိုဖို့ကြိုးစားနေစဉ်အပြင်ကတကားခောက်ပြီးလူနာရဲ့အသက်ရှင်လိုတဲ့ဆန္ဒအပေါ်မူတည်တဲ့ဆိုတဲ့စကားကိုမေးချင်လို့ဆိုတဲ့အပြင်ကလူကြောင့်လူနာရှင်အမတ်နဲ့သူမတို့အကောင်းဆုံးကြိုးစားခဲ့ကြောင်းတောင်းပန်လိုက်ပါတယ်။အဲ့ဒီအသက်ရှင်သိဆိုတာကလူနာဟာတတိလက်နေတဲ့အခြေအနေမှာဘလို့လို့အဲ့လိုဆန္ဒမျိုးပေါ်လာမှလဲဆိုတဲ့မိကွန်းကြောင့်သူမလည်းရခင်ကမတော်တဆမှုကြောင့်တတိလက်ခဲ့စဉ်ကသူမမိကိုဆရာဝန်တွေကထိုစကားတိုင်းပြောခဲ့ဘူးတာမို့နီလန်းမရှိဘူးလို့သာယုံကြည်ခဲ့ပေမဲ့အသက်ရှင်လို့တဲ့ဆန္ဒရှိခဲ့လာတော့မသိကြပဲဒီတိုင်းတတိပြန်လဲလာခဲ့တာမို့အဲ့လိုဆန္ဒတွေလူနာထံမှာရှိမရှိသူမမသိပဲသူနာပြုတ်တွေကအကောင်းဆုံးကူညီပေးခဲ့တယ်လို့သေချာရှင်းပြနေပါတယ်ရုတ်တရက်အပြင်ကနေတကားကိုတုံးထုပြီးဆွဲပွင့်မှုစ조사နေတဲ့အတွက်ဘာလို့နေရလဲလို့ပြန်ပြီးတော့ဒီထက်ပိုလုံနိုင်တာမရှိဘူးလို့စကားလွှမ်းမနေပဲသူ့ကိုအသက်ရှင်အောင်ကယ်ပေးဆိုတဲ့အော်တန်ကြီးနဲ့အတူအိမ်သာတကားပေါ်ကြော်လာတဲ့မိန်းမတယောက်ကအားကုန်အော်ဟစ်နေတာမို့နားပိတ်ထားလိုက်ပါတယ်ခဏကြာမီးတွေလည်းပြန်လင်းလာပြီးအပြင်ကတကားခောက်တန်နဲ့အစင်ပြေရလားဆိုတဲ့လူတန်းကြောင့်စိတ်ကိုရှော့ချကတုံရင်ရင်နဲ့ထွက်လာတဲ့ရောင်းကြီးတယောက်အပေါ်ကိုမော့ကြည့်ပြီးထိတ်လန့်စွာထွက်သွားပါတယ်တကားကိုအသေးပိတ်ထားပေမဲ့အလွယ်တကူဖွင့်ဝင်လို့ရနေတဲ့အခန်းထဲမှာတာမန်ထက်ပိုလင်းအားပြင်းနေတဲ့မီးသီးကိုပြတ်သွားမှဆိုလို့ပိတ်လိုက်တဲ့စောနယ်ကြောင့်အိမ်ပြင်မှာလမ်းကြားကိုဖြတ်နေတဲ့ចောင်းသားကထိတ်လန့်ပြီးတချင်းဆိုနေပြန်တဲ့အတွက်သတင်းပေါက်ကိုဆွဲဖွင့်ပြီးညတိုင်းလမ်းကြားထဲမှာသွားလိုက်ပြန်လိုက်တချင်းအော်ဆိုနေတာတော်တော်ဖြစ်နေလားလို့မေးနေတော့ចောင်းသားကသူ့စတိုင်နဲ့သူကြောက်လန့်ပြီးထွက်ပြေးသွားပြန်ပါတယ်ဒါကြောင့်စောနယ်လည်းသတင်းပေါက်တကားကိုပိတ်အခန်းလွတ်ကြီးရဲ့တကားကိုပိတ်ပြီးထွက်သွားချိန်သူမပိတ်ထားတဲ့မီးသီးကပြန်လင်းလာပါတယ်ညเจ้าမှာအတန်းချိန်ပြီးလို့ဆီယာမကိုနှုတ်ဆက်ပြန်တော့မဲ့အချိန်ဟိုးကျူဘေးမှာအိပ်ပျော်နေတဲ့တငယ်ချင်းတယောက်ဟာဘိုးဘဲတို့ကမနိုးပဲဒီတိုင်းထားခဲ့ဆိုကထားခဲ့တာမို့တယောက်တည်းမကြံခဲ့အောင်နှိုးလိုက်ပေမဲ့10မိနစ်လောက်ဆိုင်းအိပ်အောင်မဲ့ဆိုတဲ့တငယ်ချင်းကိုထားခဲ့ပြီးပြန်လာလိုက်ပါတယ်ဒီတစ်ခေါက်လည်းမှောင်မဲတိတ်ဆိတ်နေတဲ့လမ်းကြားကိုအကြောက်တရားနဲ့ဖျက်ရအောင်မှမို့စိတ်ပြတ်စွာရေရွတ်လိုက်ပြီးဝမ်းညောင်းလက်ဆောင်ပေးထားတဲ့ဓာတ်မီကိုလက်အားဖြည့်ကဖြည်းဖြည်းချင်းရှောင်းဝင်လာလိုက်ပါတယ်ရှေ့နာအရောက်မိုးရွာကြီးတဲ့လမ်းရှောင်းနေသူတယောက်ကိုမြင်နေရတော့ဓာတ်မီကပိတ်သွားပြီမို့ပြန်လဲအားဖြည့်ပြီးတိတ်ချကြည့်လိုက်တော့တောင်ပနက်နီအောင်ဝစ်ထားတဲ့မိန်းမကြီးကသူ့ဘက်လှည့်ကြည့်လာပါတယ်မိုးတွေဆိုရွှဲနေတာမို့အပြေးလွှားထီးမိုးပေးနေသူဟွန်းကျူဟာဘသူလဲလို့မေးနေရကြောင်းဒီနာကចောင်းသူပါလို့ဖြေတော့ဘယ်သွားမှလဲထပ်မေးနေတဲ့အတွက်မိအိမ်ဆိုင်ကိုလို့ပြောပြလိုက်ပါတယ်ဘာကိစ္စသွားမှလဲလို့မကြည်မချမ်းမေးနေလို့မိခင်ဖြစ်သူခိုင်းလာတာရှိကြောင်းဖြေပြန်တော့ရုတ်တရက်ကြီးထွက်သွားတဲ့နောက်ကိုထီးလိုက်မိုးပြီးတဲ့အခါဘယ်မှာနေလဲပါညာနဲ့အဆုံးသက်မေးခွန်းပြီးသွားတဲ့မိန်းမကြီးဟာဟွန်းကျူနဲ့အတူရှောင်းနေရင်ကနေသူမလက်မောင်းပေါ်ရှော့ကျလာတဲ့စပယ်နေကြောင်းဝမ်းညောင်းမှထားတဲ့စကားအတိုင်းမမြင်မြင်အောင်ဆောင်ရမယ့်အဆင့်ကိုကြော်သွားပြီမို့မသိချင်အောင်ဆောင်နေလိုက်ပြီမဲ့တကြွကျွတ်နဲ့ကျိုးပန်းလာလို့အတန်တွေနဲ့မူမမှန်တော့တဲ့အခြေအနေကိုရောက်လာပါပြီအတင်းကြီးမသိချင်အောင်ဆောင်နေပေမဲ့သူမထီးကိုဆွဲယူသွားသလိုခံစားချက်ကြောင့်မတိမတာလှည့်ကြည့်တော့နှစ်ပြန်လောက်ရက်ကြီးရှည်ထွက်လာတဲ့မိန်းမကြီးကိုဘလို့မှမသိချင်အောင်ဆောင်လို့လည်းမရတော့ပါဘူးမချစ်မရဲဓာတ်မီနဲ့ထိုးကြည့်တော့သူမကိုငုတ်ကြည့်လာတဲ့မျက်နှာကြီးကြောင့်မြင်ပြီးသွားရင်လည်းမသိချင်အောင်ဆောင်နေဖို့မှာထားတဲ့ဝမ်ယောင်ရဲ့စကားတွေကိုတတိယကမေမေခိုင်းနာလို့ဆိုပြီးညာတာပါတီးနဲ့နောက်လည်းမကြည့်တန်ထွက်လာခဲ့တော့လေမူမမှန်တဲ့တန်တွေကြောင့်လှည့်ကြည့်လိုက်တဲ့အခါအပြေးလိုက်လာပြီးမို့အော်ဟစ်ပြီးပြေးရပါတော့တယ်ဟွန်းကျူရဲ့အော်တန်ကိုကြားလိုက်ရတဲ့ဝမ်ယောင်ဟာစိုင်ပြင်ထွက်လာပြီးရိုင်ထိုးစွာရှောက်လာတဲ့အရာကြီးကြောင့်ဟွန်းကျူကိုအမေးစီပြန်ဖို့မှာကရက်ဆောင်နေလိုက်ပါတယ်စိုင်နီထိရှောက်လာတဲ့ထိုးရာကိုမျက်မှန်ချိုးပြီးကြည့်လိုက်တဲ့အတွက်နောက်ရင်လှည့်ပြီးပုံမှန်အတိုင်းပြန်ပြောင်းသွားပါတယ်ကျောင်းမှာတယောက်တည်းအိပ်ပျော်ပြီးကြံခဲ့တဲ့ဦးသွန်းဆိုတဲ့ကျောင်းသူဟာတငယ်ချင်းတွေသူမကိုမဆောင်လို့ညီးတွားနေစဉ်အတန်းရဲ့တွန်းနေတဲ့ခုံမှာကျောင်းသူတယောက်ထိုင်နေပြီး
နေရောတွေးလိုက်လားငါလည်းမြင်လိုက်တယ်လို့မျက်နှာသေးနဲ့ပြောနေပါတယ်အိမ်မှာအိပ်ပျော်နေတဲ့စောနယ်တယောက်ဘတ်ဂျက်နဲ့ငားထားတဲ့အိမ်ကဒုက္ခပေးတာခံနေရပါပြီလမ်းကြားထဲဖြတ်ကူးဖို့ခောက်တုတ်ခောက်ပြန်အားတင်းနေတဲ့ဂျီဦးဆိုတဲ့ကျောင်းသားဟာဟေအောင်မင်းလို့ခေါ်တဲ့ကြော်ကြီးအိမ်ကပြန်လာသူအီဂျီရောင်းနဲ့တက်တိုးပါတယ်သူကပဲလန့်သွားရင်တောင်းပန်ကြောင်းပြောနေတဲ့အတွက်နေပဲသွားမလို့လဲပြန်ပြီးတော့ဒီလမ်းကဖြတ်ပြီးမိအိမ်ဆိုင်ကိုကြော်နိုင်မှအိမ်ပြန်နိုင်မှာမို့အတူသွားဖို့အဖို့ခေါ်ကစကားတွေပြောဆိုလာကြပါတယ်မိုးယိုလိုအိယာကနိုးလာတဲ့စောနယ်ဟာရေချိုးကမ်းပြီးပါပြတ်နေတဲ့အတွက်ဝယ်ထားတဲ့ဓာတ်မီအလင်းရောင်နဲ့ပဲရေချိုးလိုက်ပါတယ်မှန်ရှိမှခေါင်းသုံးနေချိန်အထွေးလိုက်ကျွတ်နေတဲ့သပင်တွေကြောင့်ထိတ်လန့်နေတော့အခန်းပြီးပါပြတ်သွားလို့ဝင်ကြည့်တဲ့အခါတကားကအလိုလိုပိတ်သွားပါတယ်အပြင်မှာခီးဆောင်အိတ်တဲ့လာတဲ့မိန်းမနဲ့လမ်းတို့ရှောက်လာတဲ့ကြီးဦးဟာဒီလမ်းကအမြဲတမ်းမောင်နေကြဖြစ်ပေမဲ့ဟိုနေ့ကဗရင်ပေါက်ကနေဖွင့်ထားတဲ့မိကရုတ်တရက်ပိတ်သွားပြီးနောက်ညတိုင်းတချင်းဆုံနေတာနေလားလို့သူ့ကိုလှမ်းမိတဲ့မိန်းမတယောက်ရဲ့နောက်မှာကြီးမားတဲ့အရာတစ်ခုကိုသူမြင်ခဲ့ရကြောင်းရှင်းပြနေပါတယ်အိမ်ထဲကစောနေဟာသူမနောက်ကပြန်ပွင့်လာတဲ့တကားနဲ့မှန်ထဲကမြင်လိုက်ရတဲ့ပုံရိပ်ကြောင့်မိုးရိုးတာမဟုတ်ပဲသူမကိုစီးမိုးကြည့်နေတဲ့အကောင်ကြီးတစ်ကောင်ရဲ့သပင်ကနေရေကျလာတာရဲ့ရေချိုးနေတုံအပေါ်ကမိုးပြီးခေါင်းလိုက်လျှော်နေတာကြောင့်ကျွတ်လာတဲ့သပင်တွေရဲ့နဲ့အိမ်ထဲမှာမီးတွေခဏခဏပြတ်နေရခြင်းအကြောင်းရင်းကအမောင်ထဲမှာပုံကွက်နေထိုင်ဖို့ကြိုးစားနေတဲ့အဲ့ဒီယာကြီးကြောင့်ဆိုတာရိပ်မိသွားပြီးတစ်ချိန်လုံးအထူတူနေထိုင်နေမှန်းကိုလည်းသိသွားပါတယ်အပြင်မှာចောင်းသားကြီးဦးပြောပြနေတဲ့အကြောင်းအရာကြောင့်အိမ်ထဲကနေရောက်အချင်းချင်းသိနေလားဆိုတာဝင်မေးဖို့ပြင်နေတဲ့အီဂျီရောင်းကိုလိုက်ဆိုရင်ပြောင်းပြန်ဖြစ်နေတဲ့လက်တွေကိုတတိထားမိသွားတဲ့အတွက်ကြောက်လန့်တကြားထွက်ပြေးဖို့ကြိုးစားပါတယ်သို့ပေမဲ့နေနဲ့ကဘာမှမချားနာပါဘူးဆိုတဲ့စကားနောက်မှာသူ့ခြေထောက်တစ်ဖက်ဟာတွင်တွင်ကျိုးနေပြီးဒီကထွက်သွားနိုင်မယ်ထင်လားဆိုတဲ့ထုံမိန်းမရဲ့စကားကြောင့်သွားမဖြစ်မဲ့ဆိုကဝေးရကိုရအောင်ရှောက်သွားပါတယ်အိမ်ထဲကထွက်ပြေးဖို့ကြိုးစားနေတဲ့စောနဲ့ဟာအိမ်တကားလော့ကိုဖွင့်မရသလိုခြေထောက်ကျိုးနေတဲ့ဂျီဦးကလည်းထိုအိမ်ရှိကိုသာအခောက်ခောက်ခါခါပြန်ရောက်နေပြီးနှစ်ယောက်စလုံးသွေးပြတ်စွာအော်ဟစ်အကူကြီးတောင်းနေခဲ့ပေမဲ့ဒုက္ခရောက်နေကြတဲ့နှစ်ယောက်ဟာအထဲနဲ့အပြင်မှာကြောက်လန့်စွာငိုယိုနေပြီးသူတို့ကိုဒီနေရာကထုတ်ပေးဖို့သာအော်နေရပါတယ်မိအိမ်ဆိုင်ရဲ့ခေါင်းလောင်းမိတန်နဲ့အတူဆိုင်ထဲတဲမတ်စွာရှောက်ဝင်လာတဲ့အီဂျီအောင်ဟာဘာလို့ကျင်လို့ရောက်လာလဲလို့မေးတဲ့အခါခရီးဆောင်အိတ်ကြီးကိုဆွဲပြီးလင်းလိုက်မိန်လိုက်ဖြစ်နေတဲ့မီးလုံးကိုမောကြည့်နေရကြောင်းရှာနေတာရှိလားလို့မေးလိုက်ပါတယ်လိုအပ်တာရှိလို့ပါဆိုတဲ့ထုံမိန်းမအားဘာလို့နေရလဲပြောဖို့မှနေချိန်ခရီးဆောင်အိတ်အတွင်းကသွေးတွေတစက်စက်ကျနေပြီးဆိုင်ထဲကိုအလော်ကြီးဝင်လာတဲ့လူတစ်ယောက်ကနည်းနည်းလောက်မေးစရာရှိလို့ဆိုတာနဲ့သူဟာရဲဖြစ်ကြောင်းပြောလာပါတယ်